အရန်စားကောင်းတဲ့ဂင်ကြီးစိန်ကြီးလေးကိုကျွန်မထပ်ပြီးတော့ပြပါမယ်ကျွန်မရဲ့ဂင်ကြီးစိန်နဲ့အတွေ့အကြုံအရအခုလိုနီးအတိုင်းစိန်မယ်ဆိုရင်တော့ရှင်တို့လုံးဝစားကောင်းမှုအတွက်ကျွန်မအာမခံပါတယ်ကျွန်မကနေမှာရောက်နေတဲ့လူတွေဂင်ချီဝယ်ဖို့ခက်တဲ့လူတွေစီတီမတ်တွေမှာဆိုလို့ရှိရင်ဈေးကြီးလို့ကိုယ့်အကိုလှုပ်ရှားခြင်းတဲ့လူတွေအတွက်ကိုရည်ရွယ်ပါတယ်အရင်ဦးဆုံးမုံညင်းတုတ်ကလေးတွေကိုကျွန်မနှစ်ထုပ်သုံးပါတယ်နှစ်ထုပ်ကိုကျွန်မကလေးစိတ်လိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အိုးမလို့အုံပွင့်နေကြောက်တတ်တဲ့စားလေးတွေလည်းများများဖြူပါမယ်အခုတော့ကျွန်မတို့ကမဆက်လုပ်ပေးပါမယ်ကျွန်မတို့ဒီမုံညင်းလေးတွေကိုအထဲထဲလေးတွေနှံ့သွားအောင်စားလေးတွေနဲ့နည်းနည်းလေးတွေလိုက်တုပ်လိုက်မယ်ပြီးသွားလို့ရှိရင်တော့ရေထည့်ထားပြီးတော့ကျွန်မတို့1နာရီ2နာရီပေါ့ခဏစိန်ထားလိုက်မယ်ပေါ့နော်ပြီးရင်မုံလာဥကင်ကြီးလေးလည်းစားကောင်းလို့ထပ်လုပ်မှာဖြစ်တဲ့အတွက်ကျွန်မမုံလာဥဗမာမုံလာဥလေးတွေကိုသူကကြတော့ရေမစိန်မဲနဲ့ကျွန်မစားလေးနဲ့နေတာပါတယ်ကဲရှင်တို့မေးနေတဲ့အပိုင်းရောက်ပြီးစံစိမ့်မို့ကိုတုံးထားတာပါမှုေးစံစိမ့်မို့တစ်ထုပ်ကိုထမင်းစားစုံ3စုံနဲ့ကျွန်မအခုလိုမျိုးလေးပြစ်နေအောင်ကြိုးပြီးတော့အေးခံထားပါမယ်အဓိကအသက်ကတော့ပန်းသီးပဲပန်းသီးရဲ့ပန်းတစ်တော်ရဲ့ကြိုက်တာထည့်လို့ရတယ်အဲ့ဒါထည့်ရင်ချင်းအပြင်မှုေးလဲမှုေးတယ်ချိုလဲချိုပါတယ်ပြောမယ်ဆိုအနှစ်များများရတယ်လို့ကျွန်မကပြောချင်တာပေါ့နော်ပန်းသီးတစ်လုံးကို9000နဲ့ဂင်းချီမှာဈေးအကြီးဆုံးကတဘိုးထက်လက်ခကြီးဆိုတာပန်းသီးပါပဲပုံမှန်ဆိုရင်တော့ကျွန်မကကြက်သွန်နီကိုများများထည့်တယ်ဒါပေမဲ့ကြက်သွန်နီကလေကြာလာရင်ညီးစော်နံပါတယ်အဲ့တော့ကျွန်မတို့ဒီဗမာကြက်သွန်နီရဲ့ကိုကျွန်မတို့နည်းနည်းလေးပဲထည့်မယ်ပြီးွားရင်ဂျင်းထည့်မယ်ပြီးသွားလို့ရှိရင်တော့ကျွန်မတို့ကြက်သွန်ပြူထည့်မယ်ထည့်ပြီးလုံးဝကျွန်မတို့ကြေမွှနေအောင်ကြိတ်လိုက်ပါမယ်ပြီးရင်ခုနကဖြူဖြူကြီးဆိုတာကမှုေးဆန်စိမ့်မှုကိုကြိုပြီးအေးခံထားတာပါကိုရီးယားငရုတ်သီးအယောင်တင်မှုကိုထည့်မယ်မရှိရင်ရိုးရိုးဗမာငရုတ်သီးအယောင်တင်မှုကိုထည့်လို့ရတယ်ကြက်သားမှုလေးထည့်ပါမယ်ပြီးရင်ငါးငံပြားရည်လေးများများထည့်မယ်ပြီးရင်တော့ကျွန်မပြားရည်လေးနည်းနည်းလေးထည့်လိုက်ပါတယ်မထည့်လဲရတယ်အဲ့နေရာမှာချိုချိုလေးနည်းနည်းလေးအရသာချိုတာလေးစားကျင်တဲ့လူကကျွန်မကိုတစ်ခါမေးဘူးတဲ့အတွက်ချိုချင်ရင်တော့တကြားလေးနည်းနည်းထည့်လိုက်လို့ရပါတယ်ပြီးသွားရင်တော့ကြက်သွန်မိတ်ဥနီရောပြီးတော့တခါလေကျမတို့အခုလိုမျိုးလေးနေလိုက်ပါမယ်အနည်းဆက်နေတဲ့အချိန်မှာမုံညင်းတုတ်တွေကိုစားရည်စိန်ထားတာကိုရေ3ထပ်ဆေးမယ်ဆေးပြီးွားရင်တော့ကျမတို့ရေစစ်ထားမယ်စစ်ပြီးတော့မှကျမတို့အနှစ်နဲ့တုတ်ပါမယ်ကဲကျမတို့ဆရာလှုပ်ချင်တဲ့လူတွေလှုပ်လို့ရပါပြီဘာလို့လက်အိတ်မစွတ်တာလဲလက်အိတ်လေးတစ်လုံးပို့တော့အမားတို့မတက်နိုင်ဘူးလားဆိုတော့လက်အိတ်တစ်လုံးပို့မဟုတ်လက်အိတ်ကုမ္ပဏီပါထောင်လို့ရတယ်နော်ဒါပေမဲ့ပြောပြချင်တဲ့သဘောကဒီနေရာမှာကျမလက်အိတ်စွတ်ပြီးလှုပ်လို့ဘလို့မှအဆင်မပြေဘူးရာဘာလက်အိတ်ကြီးကိုသုံးဖို့အတွက်ကြတော့လေကျမနဲ့ရာဘာလက်အိတ်နဲ့ဓာတ်မတည့်လို့ပါကဲအဲ့တော့ကျမဒါလေးကိုအဲ့လိုမျိုးတေးသေးချာချာလေးနှက်နှက်ဆက်ဆက်လှုပ်ပြီးပြီဆိုရင်တော့ဘူးထဲထည့်လိုက်မယ်ထည့်ပြီးရင်အပြင်မှာ3ရက်ထားပါမယ်ထားပြီးရင်တော့ကျွန်မထပ်ပြီးလာပြောပြပါမယ်တတ်တာနောက် vlog တွေမှာတွေ့